ယခုလက်ရှိ Magic Chess Coco မှာဘာစကင်တွေထွက်နေလဲဘာ event တွေရှိနေလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Gemini မှာဒီနေ့မှာတော့ Magic Chess Coco မှာယခုလက်ရှိနေတဲ့ events တွေ skin တွေအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုရှင်းပြမှာကတော့ season first recharge ပါဒီမှာကတော့ season တစ်ခါပြောင်းနိုင် reward 3ခုရတယ်ပေါ့နော်1 diamond recharge လုပ်ရင်ပေါင်လေးရမယ်50 diamond recharge လုပ်ရင်ဒီ common random skin ပေါ့လေ random ရိုး normal skin တစ်ခုရမယ် diamond 100 recharge မယ်ဆိုရင်တော့ juicy skin ရပါမယ်ဟိုးအရင် season မှာတော့ဆိုရင်ဒီလိုနေရာမှာဒီနာမည်ပြောင်းလို့ရတဲ့ rename cap လေးတွေကိုစေးတက်တာနဲ့ရှောင်ပေးပါတယ်အခုနောက်ပိုင်း season တွေမှာတော့အဲ့လိုမျိုးမရတော့ပါဘူးနောက်တစ်ခုကတော့ဈေးအကြီးဆုံးလို့ပြောလို့ရတဲ့ neon chessboard skin မှာဈေးကြီးရဆိုပေမဲ့ premium supply 3ခုရှိပါတယ် new life fortune ရဲ့ daily recharge ရဲ့29ရက်နေ့မှာလာမယ်ဒီ free ticket တွေရဲ့အပေါ်ဆုံး new life fortune မှာဆိုရင်neon chessboard ဖောက်မှဆိုရင်ဒီကောင်တွေကိုအရင်ဝယ်တဲ့နဲ့ဒီကောင်တွေဝယ်မှဆိုရင်ဘေးနားမှာဒီ supreme price လို့ရေးထားတဲ့ diamond 3000နဲ့ကနေပြီးတော့ diamond တွေပြန်ပြီးရှားနိုင်ခြင်းရှိရဲ့ဒီဟာတွေကတော့ဒီနေ့စဉ် diamond 1000ရှားထားတဲ့သူတွေပါအပေါ်ဆုံးမှာဆိုရင် family ရဲ့ fan လာတော့မသိဘူးသူ diamond 1000ရထားတာတွေ့ရတယ်နောက်တစ်ခုကတော့ daily recharge ပါဒီကောင်ကတော့နေ့စဉ် diamond တွေတွင်းမှုလို့တယ် diamond 100တွင်းမှုလို့ပါတယ်ဒါကတော့သူ့ရဲ့သက်ဆိုင်ရာရက်အလိုက်ဒီ ticket တွေ emote တွေတခြား reward တွေရမှာဖြစ်ပါတယ်ဒီ neon chessboard ကိုလဲမယ်ဆိုရင်တော့ coin 1925ကုန်မယ်တခြားသော reward တွေလိုချင်တယ်ဆိုရင်တော့coin က2000ကျော်လောက်ကျသွားဖို့ရှိတယ် diamond 1000ကျော်လောက်ကုန်ကျနိုင်ပါတယ်ဒီ chessboard မှာက diamond gold silver ဆိုပြီးတော့ ID tag 3မျိုးရှိပါတယ်အခုချိန်ဖောက်ရင် diamond တော့မရနိုင်တော့ဘူး gold ပဲရနိုင်ပါတော့တယ်နောက်တစ်ခုကတော့ကျွန်တော်အရင်သဘောကျနေတဲ့ Kakura skin လေးပဲဖြစ်ပါတယ်သဘောကျတယ်ဆိုပေမဲ့အခုထိတော့မဖောက်နိုင်သေးပါဘူးဒီ Kakura skin ရဲ့ premium supply ကတော့ဒီနေ့ပါ Kakura skin ဖောက်မယ်ဆိုရင်တော့ဒီနေ့ diamond ထည့်ဖို့လိုအပ်ပါတယ်ကျွန်တော်စီမှာ diamond လာထည့်လို့ရတယ်เนาะသူ့ရဲ့ premium supply ကတော့တပွဲကစားရင်4ခုရမယ်တပွဲနိုင်ရင်4ခုရမယ်diamond သွင်းတာနဲ့4ခုရမယ် diamond 50သွင်းရင်4ခုရမယ် diamond 100သွင်းရင်8ခုရမယ် diamond 250သွင်းရင်16ခုရမယ် diamond 100သွင်းရင်8ခု diamond 250သွင်းရင်8ခုဆိုပြီးတော့ရပါမယ်ticket တွေကအများကြီးလို့ထင်ရပေမဲ့တကယ်တမ်းကticket တစ်ခုကို diamond 10လုံးစာပဲရှိရပါdiamond 3000ဝန်းကျင်လောက်ကုန်ကျနိုင်ပါတယ် diamond အပြင် crystal aura တွေပါသုံးခွင့်ပေးထားပါတယ် Vanish into the void. အခုမှတမ်းမှာအရန်ရေပန်းစားနေတဲ့ Veil Exorcist skin မှာသူကတော့ face နှစ်ခါလာမယ်22ရက်နေ့မှာတစ်ခါလာမယ်6လပိုင်း9ရက်နေ့မှာတစ်ခါလာမယ်ဒီ skin ကိုလဲကြည့်ရင်တော့ coin 990လောက်ကုန်မယ်fail မလို့ခြင်းမဲ့နဲ့ task skin လို့ခြင်းလဲရတယ်ဒါပေမဲ့ဘယ်သူမှတော့ task skin ကိုလဲမဲ့မထင်ပါဘူးနောက်တစ်ခုကတော့ budget တစ်ခါစတိုင်းငုံသွားတယ်ငုံကြီးပါသူ့ကိုရဖို့ဆိုရင်တော့ဒီ triangle ရက်180သာရရင်ဒီ effect ကိုအပိုင်ရမှာဖြစ်ပါတယ်သူ့အတွက် premium supply ကတော့ဒီ daily recharge မှာ2ခါစာရှိပါတယ်ticket 6ကတ်အထိရနိုင်ပါတယ်ကျွန်တော်ကတော့ဒီ effect ကိုသိပ်ပြီးတော့သဘောမကျဘူးကျွန်တော် hero တွေစီးနေတော့မှဒီကောင်ကငုံသွားလိုက်ပြီးတော့လည်းပြန်ထွေးထုတ်လိုက်အဲ့လိုမျိုးမျက်စိကိုတော်နောက်ပါတယ်နောက်တစ်ခုကတော့မြောင် chessboard ပါသူကတော့ premium supply နေပါတယ်မရှိတော့ဘူးအရှိပိုင်းမှာ free ticket တွေပေးပြီးသားကြီးဒီကောင်ထပ်ပေါက်မယ်ဆိုရင်တော့ diamond 3000လောက်ဝန်းကျင်ကုန်ကျနိုင်ပါတယ်ဒါကတော့ Layla skin free ရမယ် event ဖြစ်ပါတယ်ပုံထဲမှာပြထားတဲ့ဒီ commenter တွေစုံအောင်ရှာနိုင်ရင်
အကောင့်30ပြင်ရင်လီလာ skin ရမယ်အကောင့်36ကောင်ပြင်ရင်လီလာရဲ့ paid skin ရပါမယ်သူရဲ့ test တွေကတော့ promo diamond နဲ့ပုံစံတူပါပဲတရက်ကို3ပွဲပြည့်အောင်စောဖို့လိုပါတယ်ဒါကတော့အခုလာနေတဲ့ event တွေနောက်လာမယ့် event တွေကိုပြက်ကလေးပုံစံပြထားတာဖြစ်ပါတယ်25ရက်နေ့ထိ promo diamond နေပေးမယ် promo diamond တွေရဖို့ဆိုရင်တော့တရက်ကို3ပွဲပြည့်အောင်စောဖို့လိုပါတယ်26ရက်နေ့မှာတော့ promo diamond တွေကိုအသုံးပြုခွင့်ပေးမယ်22ရက်နေ့မှာဆိုရင် feature spot တွေ clear commenter တွေရောက်လာဖို့ရှိပါတယ် events တွေ skin တွေနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင်ကျွန်တော်ကိုအချိန်မရွေးလာမေးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်